အာဆီယံတန်ရှင်းသောမြို့တော်စုကိုကျိုင်းတုံနဲ့ပသိမ်မြို့တို့ကရရှိခဲ့ကြောင်းဟိုတယ်နှင့်ခီးသွားလာရေးဝန်ကြီးဌာနကနေသိရပါဗျ။အဆိုပါစုကိုတော့ဇန်နဝါရီလ22ရက်နေ့ကနေ29ရက်နေ့ထိကျင်းပခဲ့တဲ့အာဆီယံခီးသွားလုပ်ငန်းဖိုရမ်2024အခမ်းအနားမှာကြီးညာခဲ့ပြီးတော့မြန်မာနိုင်ငံအနေနဲ့အာဆီယံတန်ရှင်းသောမြို့တော်စုအတွက်ရွေးချယ်ထားတဲ့မြို့တော်လေးမြို့နယ်ထဲမှာကျိုင်းတုံနဲ့ပသိမ်မြို့တို့ကရရှိခဲ့ပြီးတော့တမတ်ချက်စံနှုန်းများနဲ့ကန့်ညီတဲ့မြို့များစစ်စစ်ရွေးချယ်ခဲ့ကြောင်းနဲ့ပတ်သက်ပြီးဟိုတယ်နှင့်ခီးသွားညွှန်ကြားမှုဦးစီးဌာနနိုင်ငံတကာနဲ့ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးဌာနခွဲမှညွှန်ကြားရေးမှူးဒေါက်ခိုင်မီမီထွန်းကအခုလိုပြောပြထားပါတယ်ပြီးခဲ့တဲ့ဒီ January လ22ရက်နေ့ကနေပြီးတော့29ရက်နေ့အထိကိုကျမတို့လာအိုနိုင်ငံကနေပြီးတော့အင်ရှင်ဖြစ်ဒီအာဆီယံခီးသွားလုပ်ငန်းဖိုရမ်2024ကိုကျင်းပပါတယ်အာဆီယံခီးသွားလုပ်ငန်းဖိုရမ်2024မှာဆိုလို့ရှိရင်ကျမတို့အာဆီယံခီးသွားလုပ်ငန်းဝန်ကြီးများအစည်းအဝေးပါဝင်ပါတယ်။နောက်ဆက်ခီးသွားလုပ်ငန်းဝန်ကြီးများအစည်းအဝေးတရုတ်ဂျပန်ကိုရီးယားရုရှား +3+1 စသည်အပြင်ဒီအစည်းအဝေးပါဝင်ပါတယ်။ဒီတော့တွင်းမှာပဲတိုင်းမှုချုပ်အစည်းအဝေးတွေလည်းပါဝင်ပါတယ်ဒီလိုကျင်းပတဲ့ကာလမှာဆိုလို့ရှိရင်ဒီသက်ဆိုင်ရာနိုင်ငံအလိုက်ပေါ့စုတွေကိုစစ်စစ်ရွေးချယ်ပြီးတော့ဒီကာလမှာဒီအာဆီယံခီးသွားလုပ်ငန်းဝန်ကြီးများကနေပြီးတော့မိမိတို့ရဲ့သက်ဆိုင်ရာကိုယ်စားလှယ်တွေကိုစုတက်ရောက်ရေးကိုယ်စားလှယ်တွေကိုအတီးတီးပေးအားချီးမြှင့်ပါတယ်အာဆီယံရှင်းသောခီးသွားမြို့တော်များမှာဆိုလို့ရှိရင်ကျမတို့ဟာတမတ်ချက်စံနှုန်းနေနဲ့ကိုသက်ဆိုင်ရာတိုင်းနယ်ပြည်နယ်မှာရှိတဲ့ကျမတို့ရဲ့ရုံးခွဲတွေကိုတမတ်တဲ့စုတွေကိုရှင်းပြရင်လျှောက်ထားနိုင်တယ်ဆိုပြီးကျမတို့တွေကအကြောင်းကြားခဲ့ပါတယ်။နောက်ပြီးတဲ့အခါကျတော့ကျမတို့နေပြီးတော့နယ်မြေပါဝင်ပေါ့နော်သက်ဆိုင်ရာတိုင်းနယ်ပြည်နယ်တွေကနေပြီးတော့ဒီအာဆီယံခီးသွားလုပ်ငန်းစံနှုန်းများဆိုင်ရာနဲ့ပတ်သက်ပြီးတော့အကျုံးဝင်တဲ့စုတွေကိုတင်သွင်းပါတယ်။တင်သွင်းတဲ့အခါကျတော့ကျမတို့အာဆီယံခီးသွားလုပ်ငန်းစံနှုန်းများဆိုင်ရာဒီစစ်စစ်ရွေးချယ်ရေးအဖွဲ့ပေါ့နော်ညွှန်ကြားမှုချုပ်ဟိုတယ်နဲ့ခီးသွားညွှန်ကြားမှုဦးစီးဌာနကနေဦးဆောင်ပြီးတော့စစ်စစ်ပါတယ်အဲ့တော့စုတွေအားလုံးထဲမှာကျမတို့က Clean Tourist City နဲ့ပတ်သက်ပြီးတော့တိုင်းနယ်ပြည်နယ်တွေကနေပြီးတော့ဒါစုလေးစုတင်သွင်းလာတဲ့အထဲမှာဒီနှစ်အတွက်ကိုတော့ရန်ကုန်မြို့ရဲ့ကျိုင်းတုံမြို့ရဲ့မကွေးမြို့ရဲ့တပင်မြို့ရဲ့ဖြစ်ပါတယ်။အဲ့မှာစံနှုန်းပေးမှတ်နဲ့အကဲဖြတ်ရမှတ်တွေအများဆုံးရရှိတဲ့ကျိုင်းတုံမြို့နဲ့တပင်မြို့အတွက်ကိုအာဆီယံကိုစီရင်သွင်းခဲ့ခြင်းဖြစ်ပါတယ်။စံနှုန်းများနဲ့ပတ်သက်ပြီးတော့ကျမတို့တဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှုပေါ့နော်။တဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့ပေါ့နော်။ပို့ဆောင်ရေးရင်းတွေအသုံးပြုမှုနောက်တစ်ခါကျတော့ energy ကိုကောင်းမွန်စွာသုံးစွဲမှုစသည်အပြင်ပေါ့နော်ဒါကတော့သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးစီမံခန့်ခွဲတဲ့အချက်တွေပေါ်မှာအမှတ်ပေးထားတာဖြစ်ပါတယ်။နောက်ဒုတိယအချက်ကတော့တန်ရှင်းမှုပေါ့နော် cleanliness လို့ခေါ်တဲ့တန်ရှင်းမှုဖြစ်ပါတယ်။ဒါဒီအချက်ပေါ်မှာလည်းပဲကျမတို့အခြေခံပြီးတော့အမှတ်ပေးပါတယ်။အဲ့ခါမှာကျမတို့ဒီ public area တွေအများပြည်သူရှိတဲ့နေရာတွေနောက်အများပြည်သူတန်းစင်ကနေပြီးတော့ဧည့်သည်တွေလာရောက်လည်ပတ်တဲ့နေရာတွေရဲ့တန်ရှင်းမှုတွေနောက်ပြီးတော့ဒီမြို့ရဲ့ပေါ့နော်တန်ရှင်းတဲ့လမ်းမကြီးတွေရှိမှုပေါ့နော်ဒီဟာတွေပေါ်မှာလည်းကျမတို့ကအမှတ်ပေးတဲ့ထဲမှာအကျုံးဝင်ပါတယ်ကျမတို့ဒီ2008ခုနှစ်ဆိုလို့ရှိရင်ဒီ ASEAN Green Hotel Award ဆိုပြီးတော့2008ကနေစပြီးတော့ဒီဆုတွေကိုချီးမြှင့်ပါတယ် Green Hotel Award ဆိုလို့ရှိရင်လည်းဒီသဘာဝပတ်ဝန်းကျင်ကိုမထိခိုက်ဘဲနဲ့ပေါ့နော် energy saving ကအစအသုံးပြုပြီးဒီကျင့်သုံးတဲ့ဆောင်ရွက်တဲ့ hotel တွေကိုပေးခဲ့ခြင်းဖြစ်ပါတယ်နောက်တစ်ခါကျတော့ကျမတို့ဒီ community based tourism လို့ခေါ်တဲ့လူမှုအခြေပြုခီးသွားလုပ်ငန်းနဲ့ပတ်သက်တဲ့ဆုတွေကိုလည်းဒါချီးမြှင့်ခဲ့ပါတယ်ဒီအာဆီယံမှာဆိုရင်တော့ကျမတို့ဒီရေးဆွဲထားတဲ့ပေါ့နော်ဒီစံနှုန်းအမျိုးအစားကတော့ကျမတို့9မျိုးလောက်ရှိပါပြီ9မျိုးမှာအဲ့မှာ sustainable tourism နဲ့ပတ်သက်တဲ့စီမံစည်းကမ်းတွေဆိုတော့ပြောရဲ community based tourism နဲ့ပတ်သက်တဲ့စီမံစည်းကမ်းတွေနောက်ကျမတို့ဒီပေါ့ MICE လို့ခေါ်ရဲပေါ့နော်ဒီ meeting စသည်အဖြစ်ကျမတို့ဒီ MICE နဲ့ပတ်သက်တဲ့ပေါ့နော်ကြီးသွားနဲ့ပတ်သက်တဲ့ဒီပြပွဲ convention center တွေဒါတွေနဲ့ပတ်သက်ပြီးတော့လည်းစုချီးမြှင့်ပါတယ်အဲ့တော့ဒီနှစ်ကတော့မြန်မာနိုင်ငံ ATF မှာဆိုလို့ရှိရင်စုကိုစုပေါင်းကျမတို့က16စုရရှိခဲ့ပါတယ်အာဆီယံစံနှုန်းများနဲ့ပတ်သက်ပြီးတော့စုများချီးမြှင့်ခြင်းကို2008ခုနှစ်ကစတင်ခဲ့ပြီးအာဆီယံမှာရေရှည်တည်တံ့ခိုင်မြဲတဲ့ခီးသွားလုပ်ငန်းများစနစ်တကျပေါ်ထွန်းဖို့အာဆီယံစေနိုင်ငံမှခီးသွားလုပ်ငန်းနဲ့ပတ်သက်တဲ့ခီးစဉ်ဒေသများဝန်ဆောင်မှုများအပေါ်သတ်မှတ်တဲ့စံနှုန်းများနဲ့အရေးအသွေးများတိုးတက်ကောင်းမွန်စေရန်ရည်ရွယ်ပြီးစုများချီးမြှင့်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။ဒီသတင်းကိုတော့သတင်းတောင်မှတ်ဖြိုးအီပိုင်ကသတင်းရယူပေးထားတာဖြစ်ပါတယ်ရှင်။